အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့စားလို့ကောင်းလို့ဆိုင်နေမှာဈေးကြီးပေးဝယ်ရတဲ့ကိုရီးယားရေပွဲအဆက်ချက်လေးကိုတစ်ချက်ကအိမ်မှာလွယ်ကူကူနဲ့ချက်ပြပါမယ်အကြီးကအနှစ်အတွက်ကိုရီးယားချိုချန်းဆော့စ်အယောင်တင်မုံခရုစီနဲ့ပြားရည်တို့ကိုတစုံစီထည့်ပါမယ်ပြီးရင်တော့ကြက်သွန်ဖြူလေးနည်းနည်းထည့်ပြီးတော့မွေထားပေးမယ်နော်နောက်တစ်ဆင့်အနေနဲ့အိုးရဲကိုနှမ်းစီလေးထည့်ပြီးတော့ကြက်သွန်ဖြူလေးစီတက်ပါမယ်ဒီနေရာမှာအခြားစီသုံးလဲရပါတယ်စီတက်ပြီးရင်ကြက်တုခုနလှုပ်ထားတဲ့အနှစ်ကလေးထည့်လိုက်ပါမယ်ပြီးထားတဲ့ကြက်သွန်ကြီးလေးတွေထည့်ရေအသင့်စိန်ထားတဲ့အီဂျီခောက်ဆွဲလေးတွေလည်းတစ်ခါတည်းထည့်ပါမယ်အနှစ်ထဲမှာစားမထည့်တော့ပါဘူးဘာလို့လဲဆိုတော့ကြက်သုံးတဲ့ sauce တွေထဲမှာအငံရတာပါလို့ပါတကယ်လို့ကိုကအငံကြိုက်တယ်ဆိုလို့ရှိရင်ကြက်သားမုတ်လေးနည်းနည်းထည့်သုံးလို့ရတယ်နော်ခုနအနှစ်ခွက်ထဲကိုရေလေးနည်းနည်းကျင်းပြီးထည့်ပြီးရင်ပဲပင်ပေါင်းနဲ့ရေပွဲတွေထည့်လို့ရပါပြီရေပွဲကအကြာကြီးချက်စရာမလိုတာမို့လို့ဒီနေရာမှာရေများများမထည့်မိဖို့သတိထားပါနော်ဒါဆိုရင်ရေလေးခန့်အောင်တည်ပြီးရင်တော့အရန်အောင်မှစားလို့ကောင်းတဲ့ Korea style ရေပွဲအဆက်ချက်လေးရပါပြီဒီနေ့ကပင်လယ်စာရောအဆက်တွေရောအများကြီးထက်ထားမို့လို့စားပြီးလို့ရှင်ဘိုင်းနာလာတော့မှဆိုတော့ကြက်အမြဲဆောင်ထားနေကြ creamy ကြက်လေးတောက်မှရတော့မယ် creamy S ကအသက်ထုတ်လိုက်တဲ့ creamy ကြက်ကပူရှင်းရတာအေးအေးလေးဖြစ်ပြီးတော့လေထိုးလေအောင်နဲ့အဆိုင်အဝေးနိုင်အားလုံးချက်ချင်းတက်တာစီပါတယ်ပူရှင်းရတာလေးနဲ့ကြက်ထိုက်လေးမို့လို့တောက်ရောက်လွယ်ပြီးတော့ပုံမှန်ဝါးတဲ့ဆေးလုံးတွေထပ်အာနိတင်ပို့ထိရောက်ပါတယ်ကြက်ကတော့အဆက်တွေကိုစားတဲ့အချိန်စားနိုင်တာ creamy ကြက်လေးအမြဲဆောင်ထားလို့ပါအားလုံးပဲမင်္ဂလာပါရှင်ဂျက်စီဘိုက်ကနေပြန်လဲကြိုဆိုပါတယ်ကြက်ပါကြက်ကဒီနေ့မှာတော့ကိုရီးယားရေပိုးရဲ့ဆက်ချက်လေးစားမှာဖြစ်ပါတယ်ကြက်ဒီနေ့ဆက်လေးချက်ထားရပေါ့နော်ပြီးတော့သူနဲ့စားမှာကကြတော့ဒီမှာထမင်းမှာဘာပဲစားထမင်းမပိုင်မနေနိုင်လို့တယောက်ရှိရနော်ကဲအဲ့ဆိုရင်စားလိုက်တော့မယ်အနစ်မများလေးနဲ့ share ချက်ထားထမင်းနဲ့စားမယ်ဆိုတော့ like this စားကြပါအောင်是吧？哦，这样干嘛呗？ဆက်စက်ကလေးကောင်းလိုက်တာဒီလိုမျိုးလေးLast part. ပင်လယ်စာတွေရောအဆက်တွေရောစားနေရဆိုတော့လေဘိန်းလာတော့မှတည်ရအဲ့တော့ကြက်အိမ်မှာမြန်းဆောင်တာတွေ creamy ကြက်လေးတောက်ပါမယ်တောက်လို့လည်းကောင်းတယ်ချိုချိုလေးနဲ့ပူရှင်းလေး creamy ကြက်လေးတောက်လိုက်လို့ရှိရင်လေတောင်းနေကြလို့ရှိရင်ဘိုင်းနာတာတွေဆိုင်နာတွေအကုန်လုံးပျောက်သွားအောင်အားလုံးလည်းဒီကြက်လိုမျိုးပူဆက်တွေပင်လယ်စာတွေကိုအားမနာနဲ့စားကြလို့ရှိရင်အိမ်မှာ creamy ကြက်လေးဆောင်တာနော်ကဲဒီနေ့ဗီဒီယိုကတော့လောက်ပါပဲနောက်ထပ်ဗီဒီယိုမှာပြန်တွေ့မယ် bye bye